အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကတော့ M5 GLPTO question 2019ဘုံဘိုးကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်မွန်တာအီချီလေးကိုစပြီးတော့ကြည့်အောင်နော်အဲ့တော့မွန်တာအီချီမှာဆိုလို့ရှိရင်ပထမဆုံးပုံမှာနီဟွန်ကွက်လက်ရာမန်ဝအိုအီရှိဒက်အဲ့တော့ဒီမှာကြည့်အောင်ဂျပန်ကွက်လက်ရာမန်ကဒီခေါက်ဆွဲရပါတော့အိုအီရှိဒက်တဲ့အရသာရှိပါတယ်တဲ့အဲ့တော့ဒီမှာကြည့်ချက်လိုက်ရှိလို့ရှိရင်သူရဲ့ ni ရှိမယ် not ရှိမယ် o ရှိမယ် a ရှိမယ်ပေါ့နော်အဲ့တော့ကိုတွေကဒီပု္ပ္ပစာမှာဆိုလို့ရှိရင်တခါတည်းဓာတ်ရိုက်အဖြေကိုတန်းပြီးတော့ရွေးလို့ရပြီပေါ့နော်ဘယ်လိုရွေးမလဲဆိုတော့ noun နှစ်ခုကိုမြင်တာနဲ့ noun နှစ်ခုရဲ့အဲ့တော့ noun နှစ်ခုရဲ့အလယ်မှာဗာလိုက်တယ် ni မလိုက်ပါဘူး o မလိုက်ပါဘူး he မလိုက်ပါဘူးဗာလဲဆိုတော့ not လိုက်ပါတယ်အဲ့တော့ ni ဆိုတာကတခုခုကိုရန်ဆိုဖို့ရန်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် o ဆိုတာကလည်းတခုခုကိုစားတယ်တခုခုပြုတ်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် he ဆိုတာကလည်းတနေရာသို့သွားမယ်တခုခုကိုikimas ikimas ဒီလိုတွေသုံးတဲ့အတွက်ကြောင့်မို့လို့ဒီနှစ်ခု noun နှစ်ခုရဲ့ကြားထဲမှာလိုက်တဲ့ particle ကဘာကိုသုံးရမှာလဲဆိုတော့ not ဆိုပြီးတော့သုံးတဲ့အတွက်ကြောင့်မို့လို့အဖြစ်မှန်လေးက ni ဘန်ပါရမယ်နော်ဒါဆိုလို့ရှိရင်နောက်တစ်ခုသွားရအောင်နောက်တစ်ခုကကြတော့ watashi ni wa kyodai ga futari imasu ototo ကွက်လက် imoto das တဲ့အဲ့တော့ကျွန်တော်မှာညီကိုမောင်နှမ2ယောက်ရှိတယ်ကျောတိုင်းညီကိုမောင်နှမ2ယောက်ရှိတယ် ototo ညီလေးနဲ့တဲ့ကွက်လက် imoto ဖြစ်ပါတယ်တဲ့အဲ့တော့ညီလေးနဲ့ညီမလေးဖြစ်တဲ့ကြောင့်မို့လို့ဝဆိုတာလည်းမဖြစ်နိုင်ဘူးညီလေးသည်ဖြစ်သွားမယ်ပေါ့နော်မို့ဆိုတာလည်းလဲပဲအဲ့တော့ကဆိုတာကကြတော့ဥမာဖြစ်သလားဘာလားအဲ့လိုမေးချင်တာဒါမှမဟုတ်လို့ရှိရင်ကဆိုတဲ့အဓိပ္ပာယ်ကဒီဟာမဟုတ်ဒီဟာဆိုတဲ့အဓိပ္ပာယ်လည်းရှိပါတယ်ဒါကြောင့်မို့လို့ညီလေးတို့မဟုတ်ညီမလေးမဟုတ်ပါဘူးနှစ်ယောက်ရှိတယ်ဆိုတော့ညီလေးနဲ့ညီမလေးဖြစ်တဲ့ကြောင့်မို့လို့အဖြေမှန်ကတို့ပါ弟と妹ですဒါဖြစ်ပါတယ်เนาะအဲ့တော့နောက်တစ်ခုစမ်းပန်ကကြတော့ယာမဒနဲ့ဒါနာကနှစ်ယောက်ပြောတဲ့စကားပြောပုံစံပေါ့လေအဲ့တော့ယာမဒကဘာပြောလဲဆိုတော့ဒါနာခဆန်ကွက်လက်ခီနိုဒိုကိုကနေဒေခါခဲမရှတာကယာမတာနာကဆန်နဲ့မနေ့ကတနေရရာကိုဒုက္ခကနိဆိုတာကတနေရရာဒုက္ခကနိဆိုတော့တနေရရာတို့ဒေခါခဲမရှတာကသွားခဲ့တာလားဒေခါခဲမဆိုတာအပြင်ထွက်တယ်လေအဲ့တော့ဒေခါခဲမしたကတနေရရာကိုထွက်ခဲ့တာလားတနေရရာကိုသွားခဲ့တာလားပေါ့နော်အဲ့ဒီအဓိပ္ပာယ်နဲ့အဲ့တော့တာနာကပြန်ပြောတယ်ဤရဲ့ဤအနိဤမしたမဟုတ်ဘူးအိမ်မှာပဲရှိခဲ့ပါတယ်အိမ်မှာပဲနေခဲ့ပါတယ်ပေါ့နော်အဲ့တော့တာနာကကွက်လက်တဲ့တာနာကမနေ့ကတခုနေရာသွားခဲ့တာဆိုအဲ့တော့ဘယ်ဘာကိုထည့်မလဲဆိုတော့ဒဲဝါအိုနီအဲ့တော့တနေရရာကျောင်းဒီမင်းနာဆန်တို့ကဘာကိုသွားပြီးတော့ရောထွေးနိုင်လဲဆိုတော့ဒဲတော့မဖြစ်နိုင်ဘူးเนาะတာနာကဖြစ်ဒါဒဲဆိုတဲ့အဓိပ္ပာယ်ဖြစ်လေနောက်တစ်ခုကကြတော့အိုတာနာကကိုဆိုတဲ့အဓိပ္ပာယ်ပေါက်သွားမှာပေါ့เนาะအဲ့တော့ဒဲနဲ့အိုနဲ့ကလုံးဝမဖြစ်နိုင်ဘူးဘယ်နဲ့ဘာကိုရောထွေးနိုင်တာလဲဆိုတော့ဝနဲ့နီနဲ့နှစ်ခုပဲရှိတော့တယ်အဲ့တော့တနေရရာကိုသွားခဲ့တာလားဆိုတော့မင်းနာဆန်တို့ကဘာတွေးနိုင်လဲဆိုတော့တနေရရာဖြစ်တဲ့ကြောင့်မို့နိဆိုတာကိုတွေးနိုင်မယ်ဒါပေမဲ့ဒီနေရာမှာဒီမှာနိပါပြီးသားတနေရရာတို့ဆိုတဲ့ရည်ရွယ်ချက်ပါပြီးသားပေါ့နော်အဲ့တော့ဒီတနေရရာကိုသွားခဲ့တာလားဆိုတော့နိမဖြစ်နိုင်တော့ဘူးဘာပဲဖြစ်မလဲဆိုတော့တာနာခဆန်ဒီတာနာခဆန်ကအဲ့လိုမျိုးပေါ့နော်ဒီကဆိုတဲ့အဓိပ္ပာယ်ပေါက်တဲ့ဝပေါ့နော်သူရဲ့အဖြစ်မှန်ကဝဒါနာခဆန်ဒီမနေ့ကတနေရရာကိုသွားခဲ့တာလားဆိုတဲ့အဓိပ္ပာယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ဝဆိုတာလေးကသူ့ရဲ့အဖြစ်မှန်ပါအဲ့တော့ဒါနာခဆန်ဝမနေ့ကတနေရာကိုသွားခဲ့တာလားဆိုတော့သူ့ရဲ့အဖြစ်မှန်ကနိဗ္ဗာန်ဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုရုံးပန်ကတခုရှိတယ်တဲ့တခုရှိအဲ့တော့ taxi မှာပေါ့နော် taxi မှာ A နဲ့ B နဲ့နှစ်ယောက်ပြောကြမယ်スギの角を右ကွက်လက်မခတ်တဲ့くださいမငတ်တဲ့くださいပေါ့နော်နောက်လမ်းတောက်ကိုလမ်းတောက်ရောက်ရင်ပေါ့နော်နောက်လမ်းတောက်ကိုညာဘက်ကွက်လက်ကိုေပေးပါတဲ့အဲ့တော့ B ကပြန်ပြောတယ်ဝါကာရီမရှတာဟုတ်ပါပြီနားလည်ပါပြီသိပါပြီတော့အဲ့တော့ဒီဟာလေးကလေတို့အတွဲလိုက်ချက်ခဲ့ရတယ်နော်ခါဒိုအိုမီငီနီ
market ခရာဆိုင်အဲ့တော့လမ်းတောက်ရောက်လို့ရှိရင်နောက်လမ်းတောက်ရောက်လို့ရှိရင်ညာဘက်သို့ကွင့်ပေးပါဆိုတဲ့အတွက်ကြောင့်မို့လို့ဒီဟာလေးကသူကဓာတ်ရိုက်အဖြစ်ရှိရလေကလည်းမဟုတ်ဘူးရလည်းမဟုတ်ဘူးသူကလည်းမဟုတ်ဘူးဗာလဲဘာဖြစ်မှာလဲဆိုတော့ဓာတ်ရိုက်ချက်ခဲ့တာရှိတယ်မိဂီနိ market ခရာဆိုင်ဒါဆိုလို့ရှိရင်ရုံးပန်လေးကိုတခါတည်းရွေးပေးလိုက်ရင်ရတာပေါ့နော်အဲ့ဆိုရင် comment လေးကြည့်အောင်နော်နောက်တစ်ခုကကြတော့ comment မှာ kino 私は一人နာရီကွက်လက်ပေါ့နော်အိမ်ကာကိုမီနီအိခေမしたမနေ့ကကျွန်တော်ကလေတယောက်တည်းပေါ့နော်အဲ့ဒါ hitori တယောက်တည်းအိမ်ကာကိုမီနီအိခေမしたဆိုတော့ရုပ်ရှင်ကိုကြည့်ဖို့သွားခဲ့တယ်အဲ့တော့ဒီဟာကလည်း phrase ကိုခိုတိုးဘာထဲမှာတခါတည်းတွဲချက်ဖူးတယ် hitori de hitori de เนาะငါလည်းမဖြစ်ဘူးတယောက်တည်းကိုတယောက်တည်းကတယောက်တည်းဖြစ်တယောက်တည်းကဆိုတာမရှိဘူး hitori ကဆိုတာမဟုတ်ဘူးเนาะ phrase မှာတွေကကြက်ထားပြီးသားခိုတိုးဘာမှာတွေကမနက်စံတို့ကြက်ထားပြီးသားဖြစ်တဲ့ hitori de တယောက်တည်းလေတယောက်တည်းဒီမဟုတ်ဘူးအဲ့တော့ကိုကဒါအဲ့လိုမျိုးမကြက်ထားဘူးဆိုလို့ရှိရင်ဂလားမသိဝလားမသိအဲ့တော့စာလုံးရဲ့အစမှာဖြစ်တဲ့ကြောင့်မလို့ဂလားမသိဝလားမသိအဲ့လိုမဟုတ်ဘူးဒီမှာဝပါသွားပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့လိုမျိုးစာလုံးရဲ့sorry စာလုံးမဟုတ်စာကြောင်းရဲ့အစတွေမှာပါတတ်တဲ့ဂါလို့လည်းမဖြစ်နိုင်ဘူးဝလည်းမဖြစ်နိုင်ဘူးကိုက phrase ကိုသာမကြက်ထားရင်ပြောတာเนาะအဲ့တော့ o လည်းမဖြစ်နိုင်ဘူးကျွန်တော်ကိုလေဒီမှာလည်း o ပါပြီးသားဖြစ်တဲ့ကြောင့်မလို့ hitori de တယောက်တည်းဒီဟာပဲအမှန်ဖြစ်မှာပါเนาะအဲ့တော့သူ့ရဲ့ဒီနံပါတ်5ပု္ပ္ပစာလေးကအဖြေမှန်ကစမ်းပန်ပါဒါဆိုနံပါတ်6ပု္ပ္ပစာကလည်းဒီလိုမျိုးစကားပြောပေါ့နော်စကားပြောရဆိုလို့ရှိရင်လေတသေးချာလေးတေးသေးချာလေးဖတ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့နံပါတ်6ကတော့ယာမရှိတာရဲ့ဒါနကရဲ့ပြောကြတာအဲ့တော့ယာမရှိတာကဘာပြောမလဲဆိုတော့ကျော်ပါတီကအာရီမတ်ခါရာဒါနကဆန်ကွက်လက်ခစ်တဲ့ခရာဆိုင်နဲ့ဒီနေ့ပါတီကရှိတဲ့အတွက်ကြောင့်မို့လို့ခါရမတ်ခါရကအာရီမတ်ခါရအာရီမတ်ဆိုရှိသည်အာရီမတ်ခါရရှိတော့ကြောင့်ပေါ့နော်ရှိတဲ့အတွက်ကြောင့်မို့လို့ဒါနာခဆန်ခိတက်ဂရာဆိုင်လာပါတဲ့ဒါနာခဆန်လာပါအဲ့တော့ဒါနာကဘာပြောလဲဆိုတော့အာရီဂါတိုကိုဆိုင်မတ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲ့တော့ဒီတိုင်းလေးပဲစဉ်းစားကြည့်ဒီနေ့ပါတီရှိရတဲ့အတွက်ကြောင့်မို့လို့ဒါနာခဆန်လဲဘာဖြစ်မှာလဲလာပါပေါ့အဲ့တော့ဒီနေရာမှာဘာသာပြန်ပြီးပါမယ်နေ့ဆိုတာအဲ့တော့လာပါဒီနေရာကိုလာခဲ့ပါဆိုတော့မင်းသားဆန်တို့တွင်းမှာကအဲ့တော့လာတာတို့သွားတာတို့ဆိုလို့ရှိရင်တေချာပေါက်ငါတို့ကနိတို့အဲတို့နဲ့သုံးတဲ့အတွက်ကြောင့်မို့လို့နိလည်းဖြစ်နိုင်တယ်တွေးပြီเนาะနောက်တစ်ခုကကြာရဆိုတာမဖြစ်နိုင်ဘူးရဆိုတာကဒီဟာတွေဟိုဟာတွေနောက်တစ်ခုကဒဲဆိုတော့ကောနေရာကိုပြတာရှိတယ်နောက်ပြီးတော့ယထာဖြစ်ကားဖြစ်အဲ့လိုမျိုးနေရာတွေမှာသုံးတဲ့အတွက်ကြောင့်မို့လို့ဒဲလည်းမဖြစ်နိုင်တော့ဘူးရဆိုတာလည်းမဖြစ်နိုင်တော့ဘူးမင်းသားဆန်တို့တွင်းမှာကနိနဲ့မို့နဲ့တွေကဒီနှစ်ခုတွေကဘယ်ဟာဖြစ်နိုင်မလဲဆိုပြီးတော့တွေးကြပြီမယ်နော်အဲ့တော့တာနာကဆန်တနေရာတို့သွားတယ်တနေရာကိုလာတယ်ဆိုလို့ရှိရင်တော့နှိဖြစ်နိုင်တယ်ဒီနေရာမှာကျတော့တာနာကဆန်ကိုအတိကအထူးပြုထားတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့တာနာကဆန်လဲပဲလာခဲ့ပါသူကတာနာကဆန်ကိုပြောနေတာလေတာနာကဆန်လဲပဲလာခဲ့ပါဆိုတဲ့အတွက်ကြောင့်မို့လို့မို့လေးကအဖြေမှန်ပါနော်နှိမဟုတ်ပါဘူးတနေရာကိုသွားတယ်တနေရာကိုလာတယ်အဲ့ဆိုလို့ရှိရင်တော့နှိဖြစ်ချင်းဖြစ်မယ်တယောက်ကလေတနေရာကိုသွားတယ်ဆိုလို့ရှိရင်ဒါနှိဖြစ်ချင်းဖြစ်မယ်အခုကတာနာကဆန်ကိုဥတီပြီးပြောနေတယ်ဆိုတဲ့အတွက်ကြောင့်မို့တာနာကဆန်လည်းပဲလာခဲ့ပါဆိုပြီးတော့ပြောချင်တဲ့အတွက်ကြောင့်မို့လို့မို့လေးကအဖြေမှန်ပါနော်အဲ့တော့နောက်တစ်ပုဒ်ကြည့်အောင်နော်နောက်တစ်ပုဒ်ကကြတော့နံပါတ်9ပါနံပါတ်9ကကြတော့တာနာကနဲ့ယာမာရာနဲ့စကားပြောကြမယ်အဲ့တော့တာနာကပြောတယ်ခုနိုဘိုရှိဝယာမာရာဆန်ကွက်လက်ဖြစ်သလားတဲ့ယာမာရာဆန်ပြောတယ် hi တဲ့ဟုတ်ပါတယ်တဲ့ဒီအိုးထုတ်ကတဲ့ယာမာရာဆန်ကွက်လက်ဖြစ်သလားပေါ့နော်အဲ့တော့သူ့ရဲ့ဟာလေးကကြတော့ရရှိမယ်ရကကြတော့တို့နဲ့အတူတူပဲဒီဟာနဲ့ဒီဟာတွေဟိုဟာတွေဒါကြောင့်မို့လို့တာနာခဆန်ဟိုဟာတွေဒီဟာတွေလားမဟုတ်ဘူးဒါနာခဆန်ဒီဖြစ်သလားအဲ့တော့အိုထုတ်ဒီဒါနာခဆန်ဒီဖြစ်သလားဆိုတော့မဟုတ်ပါဘူးသူလည်းမဟုတ်ဘူးသူလည်းမဟုတ်ဘူးနောက်တစ်ခုကကြတော့ not အဲ့တော့အဖြစ်မှာလေသူ့ရဲ့ pattern မှာကြက်ထားပြီးသားလေဒီအိုထုတ်ဒီဒါနာခဆန်ရဲ့ဟာဖြစ်သလားဆိုတော့ဒါကြောင့်မို့အဖြေမှန်လေးက not ပါ
ခကကြတော့ဘာလို့မဖြစ်တာလဲဆိုတော့ခကကြတော့ဒီဟာလားဟိုဟာလားအော်ဆိုတဲ့နေရာတွေမှာလည်းသုံးတယ်ဒါဖြစ်သလားတခုခုဖြစ်သလားဆိုတော့မိကုံးမေးနေရာမှာလည်းကောက်သုံးတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့အဖြေမှန်လေးကကြတော့ဒီသုံးခုမဟုတ်ပဲနဲ့ not ဖြစ်ပါတယ်သူရဲ့ grammar pattern အရဒါနာခဆန် not deska ဆိုတဲ့အဓိပ္ပာယ်လေးပါเนาะအဲ့တော့နံပါတ်8ကိုကြည့်အောင်နံပါတ်8ကကြတော့ ekima de takushi de san an qualat das တဲ့အဲ့တော့ဘူဒါအထိတက္ကစီနဲ့ဆိုလို့ရှိရင်1000အန်ဖြစ်တယ်အဲ့တော့ဂူရိုင်းရှိတယ်နာဒိုရှိတယ်ခေါ်ရော့ရှိတယ်မို့ရှိပါတော့ငေါ်ရော့ရှိတယ်အဲ့တော့ခူရိုင်းကကြတော့ဗာလဲလောက်အောင်သူ့ရဲ့လောက်ကြာတာကြာတဲ့နေကုန်ကြတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နာဒိုဆိုတာကကြတော့ဒိုဖြစ်တို့ဘာတို့တို့ဘာတို့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ခေါ်တော့ကကြတော့သူကဒီအနာပတ်ဝန်းကျင်ပြီးလို့ရှိရင်ဒီအချိန်ပတ်ဝန်းကျင်အဲ့လိုမျိုးအချိန်နဲ့ပတ်သက်တဲ့နေရာတွေမှာကောတော့သုံးတယ် most ဆိုတာလည်းမဖြစ်နိုင်ဘူးเนาะ most ဆိုတာလည်းမဖြစ်နိုင်ဘူးဆိုတဲ့အတွက်ကြောင့်မို့လို့ဒီကြတဲ့နယ်ကုန်ကြတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ဘာကိုသုံးပေးရမလဲဆိုတော့ good eye ဆိုတာလေးကိုသုံးပေးရပါမယ်1000အန်ကြတဲ့ပါတယ်1000အန်ဖြစ်ပါတယ်1000ရန်ဖြစ်ပါတယ်ပေါ့နော်ရန်1000ဖြစ်ပါတယ်ဆိုတော့အဓိပ္ပာယ်ရှိတဲ့ good eye ကအဖြေမှန်ပါနောက်တစ်ခုနံပါတ်9ကကြတော့လေ A နဲ့ B နဲ့နှစ်ယောက်ပြောနေကြတယ်ပေါ့နော် A ကဘာပြောလဲဆိုတော့စာရိုးနာရာဆိုတာနှုတ်ဆက်ပါတယ်B ကလည်းစာရိုးနာရာမာတအဲ့တော့မာတဒီနေရာလေးမှာမာတအရင်ရေးကြည့်ရနော်နှစ်ယောက်သားနှုတ်ဆက်ပြီးတော့မာတတဲ့နောက်ထပ်ပေါ့နော်မာတနဲ့အဲ့လိုမျိုးတွေသုံးကြရမှာလားမာတရှိတမနေ့ပြန်တွေးကြမယ်တခုခုတွေးကြမယ်အဲ့တော့မာတဆိုတာနောက်ထပ်ဖြစ်တဲ့အကြောင်းမို့ဒါအနာဂတ်ကိုပဲပြောတော့မယ်နောက်ထပ်တွေးကြမယ်မနေ့ပြန်ထပ်တွေးကြမယ်နောက်ပတ်တက်တွေးကြမယ်အဲ့လိုမျိုးနေရာတွေမှာမာတကိုသုံးတယ်ပေါ့နော်မာတကိုသုံးတယ်ဆိုတဲ့ကြောင့်မလို့အိုတိုတိုကြီးဆိုတာဗာလေအိုတိုတိုဆိုတာတနေ့ကဒါပြီးခဲ့ပြီခ ျောဆိုတာလည်းမဖြစ်နိုင်ဘူးဒါကနှုတ်ဆက်နေပြီလေနှုတ်ဆက်နေပြီဆိုမှတော့ခ ျောဒီနေ့ကလည်းမဖြစ်နိုင်ဘူးခွန်ကက်ဆော့အဲ့တော့ခွန်ကက်ဆော့ကလည်းဗာလေဒီလမာတာနောက်ထပ်ဒီလဆိုတော့ဒါမဖြစ်နိုင်တော့အဲ့တော့အနာဂတ်ကိုပြောတဲ့ဟာပါရှိလေ right show ဒါကိုတို့ဘာကိုချက်ထားရဆိုလို့ရှိရင်တော့ဒီ right show သိမှာပေါ့နော်အဲ့တော့ now a bad right show ဆိုတဲ့အဓိပ္ပာယ်က now a bad ဒါကြောင့်မလို့နှစ်ယောက်သားနှုတ်ဆက်ပြီးတော့နောက်ထပ်နောက်ပတ်တွေ့ကြအောင်မာတာရှိတာမာတာ right show ဒီလိုမျိုးသူ့ရဲ့အဖြေမှန်ကဒါကြောင့်မလို့စမ်းပန်ဖြစ်ပါမယ်နောက်တစ်ခုနံပါတ်10ကကြတော့私の母は50歳ですတဲ့ကျွန်တော်ရဲ့အမေကအသက်50ဖြစ်ပါတယ်ချီချီဝ55歳ですအဲ့တော့အဖေကတော့55နှစ်ပါတဲ့ဟာဟာဝချီချီကွက်လက်5歳若いですတဲ့အမေကအဖေ9နှစ်ငယ်တယ်အဲ့တော့ကြည့်အောင်ခါရရှိမယ်မတယ်ရှိမယ်ယော်ရရှိမယ်နော်ဟုကအဲ့တော့အမေကအဖေမှဆိုတော့ဒီခါရဆိုတာကမှအစာပြုပြီးတော့ပြီးရင်ဒေါကြောင့်ဒီလိုနေရာတွေမှာသုံးတယ်အမေကအဖေအစာပြုပြီးတော့အဲ့လိုမျိုးမဟုတ်ဘူးလေနော်နောက်တစ်ခုကျတော့မတဲ့အမေကအဖေအထိ9နှစ်ငယ်ဒါလည်းမဟုတ်သေးဘူးမတဲ့ဆိုတာအထိဘယ်ကနေပဲအထိခါရမတဲ့ဒါတွေတွဲသုံးတာပေါ့နော်နောက်ယောရိဆိုတာပါလေထက်ပိုပြီးတစ်ခုကိုနှိုင်းယှဉ်တဲ့အခါမှာတစ်ခုကအရက်ပိုရှင်နေတယ်နှစ်ယောက်ကိုနှိုင်းယှဉ်တဲ့အခါမှာတစ်ယောက်ကအသက်ပိုကြီးနေတယ်တစ်ယောက်ကပိုငယ်နေတယ်ဒီလိုနေရာတွေမှာဘာကိုသုံးလဲယော်ရိဆိုတာကိုသုံးတယ်နော်နော်ဟူးကကြတော့လေပိုပြီးတော့ပဲဒါပေမဲ့သူကနီးလန်းနေဒီနီးလန်းကပိုပြီးတော့ကောင်းတယ်ဒီလိုလုပ်ရင်ပိုကောင်းတယ်ဘတ်တာနော်ကဟိုးကအေးဒီလိုလုပ်ရင်တော့ကောင်းတယ်သူကတွဲတယ် grammar အတွဲလိုက်ရှိရနော်ဘတ်တာနော်ဟိုးကအေးအဲ့လိုမျိုးတွေသုံးတယ်ဒါကြောင့်မလို့ဒီနေရာမှာဘာပဲသုံးပေးရမလဲဆိုတော့နှစ်ခုကိုနှိုင်းယှဉ်တယ်သူရဲ့အခြေအနေကနေကြည့်လေနှစ်ခုကိုနှိုင်းယှဉ်နေတယ်တစ်ယောက်ကအမေကအဖေထက်9နှစ်ငယ်ပါတယ်တဲ့ဒီလိုမျိုးသုံးချင်တဲ့အခါတွေမှာ your re ကိုသုံးပေးရပါတယ်ဒါကြောင့်မို့လို့အဖြေမှန်က your re ဖြစ်ပါတယ်နောက်တစ်ခုနံပါတ်7အဲ့တော့နံပါတ်7မှာဆိုလို့ရှိရင်ကြည့်အောင်နော်ခိုတိုးမိုနဲ့ဟာဟာနဲ့အဲ့တော့ခလေးနဲ့အမေနဲ့ကဘာပြောနေကြလဲပေါ့ခလေးကいただきますတဲ့အဲ့တော့いただきますဆိုတာကတခုခုစားတော့မယ်တခုခုပြုလုပ်တော့မယ်ကျွန်တော်ပြုလုပ်တော့မယ်တခုစားတော့မယ်တောက်တော့မယ်ဆိုလို့ရှိရင်ဒါပြောတဲ့စကားいただきますစားပါတော့မယ်အမေကပြောတယ်ဒါပဲတို့ကွက်လက်တဲကိုအရိုင်းမရှောလက်စေးကြရအောင်တဲ့စားသည်ပြီးရင်လက်စေးကြရအောင်တဲ့အဲ့တော့သူ့ရဲ့ဒီအောက်ကဟာလေးကိုကြည့်အောင်နော်မရဲ့နိနော်မရဲ့နိအတုနိနော်အတုနိအဲ့တော့မရဲ့နိဆိုတာကမတိုင်ခင်မှာနော်မရဲ့နိကလည်းမတိုင်ခင်မှာပဲအတုနိဆိုတာပြီးနောက်စားပြီးနောက်လက်စေးကြရအောင်နော်အတုနိစားပြီးနောက်လက်စေးကြရအောင်လား
မာရည်လေးဆိုတော့မစားမီလက်စေးကြရအောင်လားအဲ့တော့မစားခင်မဲ့လက်စေးမှာပေါ့နော်စားပြီးရင်တော့လက်စေးရတော့မှန်ပေမဲ့မစားခင်မှာလည်းတစ်ခါဖြစ်လေလက်စေးတယ်လေဒါကြောင့်မို့လို့အတိုနီကဒီအတိုနီနှစ်ခုလုံးကမဖြစ်နိုင်တော့ပါဘူးမာရည်နီကိုပဲစဉ်းစားကြရအောင်အဲ့တော့မာရည်နီမှာရိုးရိုးမာရည်နီရှိတယ်နော်မာရည်နီရှိတယ်not ကိုဘယ်ချိန်မှာသုံးလဲဆိုတော့ဒါ noun နေတဲ့အတွက်အခါမှာ not ကိုသုံးတယ်အဲ့တော့ဒီနေရာကြီးက verb ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဖြေမှန်ကဘာပဲဖြစ်မှာလဲဆိုတော့ ichiban တာပဲရုမာယနီ grammar pattern အရမာယနီရှိမှာ verb ဆိုလို့ရှိရင်တာပဲရုမာယနီဒါကြောင့်မို့လို့သူ့ရဲ့အဖြေမှန်က ichiban ဖြစ်ပါတယ်မစားခင်မှာလက်စေကြရအောင်အဲ့တော့နံပါတ်7နံပါတ်7လေးကိုကြည့်အောင် A နဲ့ B နဲ့ကပြောနေတယ် Tokyo でも雪が降りますかတိုကျိုဒီနေရာမှာ demo ရဲ့အဓိပ္ပာယ်ကလေ3မျိုးလောက်ရှိတယ်ပေါ့နော်အဲ့တော့3မျိုးအခုလက်ရှိသုံးနေတဲ့ demo ကကြာ Tokyo demo ဆိုတော့ Tokyo လဲပဲဒီနေရာမှာ demo ကလဲပဲအဲ့တော့ demo ရဲ့အဓိပ္ပာယ်က3မျိုးရှိတယ်လဲပဲလည်းရှိတယ်ဖြစ်ဆိုတာလည်းရှိတယ်နောက်တစ်ခုကကြတော့ဒါပေမဲ့ဆိုတာလည်းရှိတယ်ပေါ့နော်အဲ့တော့ demo ဒီနေရာမှာ demo နှလုံးတွေ့ရတယ်မှာကြည့်လိုက်နော်အဲ့တော့ B ကဘာပြန်ပြောလဲဆိုတော့ဖူရီမတ်ရောရွာတယ်လေနော်နှင်းကြတယ်လေ sorry ရွာတော့မဟုတ်နှင်းကြတယ်လေပေါ့နော်ဖူရီမတ်ကဓာတ်ရိုက်ဆိုလို့ရှိရင်တော့ရွာချသည်ပေါ့နော်ရွာသည်မိုးရွာသည်ဒီလိုမျိုးနေရာတွေမှာသုံးတယ်ဒါပေမဲ့ဒီမှာဆိုနှင်းဆိုတော့သူကနှင်းကြတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ဖူရီမတ်ရောကြတယ်လေ demo ဒါပေမဲ့တဲ့ဖြောနန်ကအာမရီအဲ့တော့အာမရီတို့ရနဲ့မင်းတို့စလို့သိရမှာအာမရီရဲ့နောက်မှာဘာဖြစ်လဲအငင်းပဲလိုက်တယ်အာမရီရဲ့နောက်မှာလုံးဝအငင်းပဲလိုက်တယ်ဆိုတာသိရမယ်နော်အဲ့တော့ဒီညမှာကြည့်လိုက်1 2 3 4မှာကြည့်တဲ့အခါမှာ fully match တာဒီနေရာမှာအငင်းပဲလိုက်မယ်ဆိုတဲ့အတွက်ကြောင့်မို့ဒီကောင်လေးကိုလုံးဝမရွေးတော့ဒါချစ်လိုက်လို့ရပြီနော်ဒီကောင်လေးလုံးဝရွေးစရာအကြောင်းမရှိတော့ဒီနှစ်ခုပဲစဉ်းစားရတော့မယ်တိတ်ပြီးတော့ဘာဖြစ်လဲမရွာပါဘူးအဲ့တော့မနစ်ကအကြောင်းပြောနေတာနော်မနှစ်ကဒီစာကြောင်းကိုပဲကြည့်နော်ဒီစာကြောင်းကိုပဲကြည့်အဲ့တော့တင်းကိုဒါပေမဲ့တဲ့မနှစ်ကလောက်တော့မရွာပါဘူးဆိုတဲ့အတွက်ကြောင့်မို့လို့ furimasen နဲ့ furimasen deshita နဲ့မင်းတို့စလို့ပါရွေးမှာလဲမနှစ်ကဆိုတဲ့အတွက်ကြောင့်မို့လို့ပြီးခဲ့တဲ့အတိတ်ကိုပြောတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ ichiban လေးကအဖြေမှန်ပါကျော်နဲ့မနှစ်ကလောက်တော့မရွာဘူးဒါကြောင့်မို့လို့သူ့ရဲ့အဖြေမှန်က ichiban furimasen deshita အဲ့နော်အဲ့တော့နောက်တစ်ခုကနံပါတ်73နံပါတ်73ကကြတော့ခါဝါဒိတ်အဲ့တော့ခါဝါဒီဟာလေးကလေလမ်းကြုံလို့ပြောလိုက်မယ်ဒီမှာမြစ်ချောင်းလေးဒီလိုလေးစီးဆင်းနေတာပါဖြစ်လေဒါမြစ်ချောင်းလေးဖြစ်တဲ့ကြောင့်မလို့ခါဝခန်းကြီးပေါ့နော်ခါဝအဲ့တော့ခါဝတဲ့ A နဲ့ B နေရာဘာပြောနေကြလဲဆိုတော့မစ်တက်ခရာဆိုင်ကြည့်ပါအောင်ကြည့်စမ်းပါအောင်ချီဆာနာဆာခါနာကတာခုဆန်ကွက်လက်ဖြစ်တယ်တဲ့ဒီငါးသေးသေးလေးတွေကအများကြီးဖြစ်နေကြတယ်ပေါ့နော်တခုခုလုံးနေကြတယ်ပေါ့အဲ့တော့ honto desu ne ဟုတ်လား30 piki kurai imasu ne အဲ့တော့အကောင်30လောက်ရှိတယ်နော်အကောင်30လောက်ရှိနေတယ်နော်တဲ့အဲ့တော့ကြည့်အောင် okimasu oyokimasu ရေကူးတယ် oyokimasu ရေကူးတယ် oyokimasen ရေမကူးနေကြဘူး oyokimashita အဲ့ရှိနေကြပါတယ်ဆိုမှဒီအငင်းနေရတော့မဖြစ်နိုင်တော့ဘူးလေဒီကောင်လေးကိုပယ်လိုက်တော့မယ်ဒါရှိနေပါတယ်ဆိုမှဒါရှိနေတာကိုရေကူးနေတာပေါ့နော် oyokimashita ရေကူးခဲ့တယ်တဲ့ oyoiteimasu ဒါရေကူးနေတယ်အဲ့ရေကူးခဲ့တယ်ဆိုတော့အခုလက်ရှိပြောနေတာအခုလက်ရှိဖြစ်တဲ့အရာကိုပြောနေတာဆိုတော့ဒီအတိတ်ဖောင်ကြီးကမဖြစ်နိုင်တော့ဒါဆိုဒါကိုချစ်လိုက်တော့ oyokimasu oyokimasu ဆိုတာကအများကြီးရေကူးတယ်ဒါရေကူးတယ်ဒါနဲ့ပဲပြီးပါတယ်နံပါတ်4ကကြတော့ oyoiteimasu ရေကူးနေကြတယ်အဲ့တော့ကြည်စမ်းပါအောင်ဆိုတဲ့အတွက်ကြောင့်အခုလက်ရှိဖြစ်နေတာကိုပြောနေတာနော်ဒါကြောင့်မို့လို့ oyokimasu လည်းမဖြစ်တော့ဘူးဘာပဲဖြစ်တော့မှာလဲ oyoiteimasu ဗတ်နေကြတယ်အခုလက်ရှိလုပ်နေကြတယ်ဆိုတော့အဓိပ္ပာယ်ပေါက်တဲ့ oyoiteimasu ကအဖြေမှန်ပါဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုကကြတော့နံပါတ်14နံပါတ်14ကနာကာဂဝနဲ့ယာမာဒါနဲ့ပေါ့နော်နာကာဂဝကဘာပြောလဲဆိုတော့ယာမာဒါဆန်တော့ဆိုတော့ကာမေရာはいいですねဒီယာမာဒါဆန်ရဲ့ဒီကင်မရာကကောင်းတယ်နော်တဲ့ဒုက္ခတဲ့ခိုင်မတ်တာကဘယ်နေရာမှာဝယ်ခဲ့တာလဲတဲ့ဒုက္ခတဲ့ဆိုတာဘယ်နေရာမှာပေါ့နော်ဒုက္ခတဲ့ခိုင်မတ်တာကဘယ်နေရာမှာဝယ်ခဲ့တာလဲယာမာဒါကဘာပြန်ပြောလဲဆိုတော့ E ရဲ့これは兄にအကိုနိဆိုတာကကိုကပြုတ်လုပ်ပြီးတယောက်ယောက်ကိုပြုတ်လုပ်ပြီးရဆိုလို့ရှိရင်လည်းညီလေးကိုပြုတ်လုပ်ပြီးရဆိုလည်းနိကိုပဲသုံးတာပဲတယောက်ယောက်စီကကိုကလက်ခံရရှိတယ်ဆိုလို့ရှိရင်လည်းနိကိုပဲသုံးတာပဲပေါ့နော်အဲ့တော့ဒီနေရာမှာနိတွေကအဲ့လိုအခြေအနေမျိုးမျိုးရှိတယ်ပေါ့အဲ့တော့ဒီနေရာမှာကြည့်အောင်အာဂဲမတ်တာပေးခဲ့တယ်ကိုကပေးတယ်တယောက်ယောက်ကိုလုပ်ပေးတယ်
နိမိဘံကမိုရိုင်းမတ်တာတယောက်စီကနေပြီးတော့လက်ခံရရှိတယ်เนาะလက်ခံရရှိတယ်နောက်တစ်ခုကစံပံကကြဥရိမတ်တာရောင်းခဲ့တယ်ဥရိမတ်ဆိုတာရောင်းတယ်ရောင်းချခဲ့တယ်ခိုင်းမတ်တာကဝယ်ခဲ့တယ်နော်အကိုစီကနေကိုလက်ရှိလက်ထဲမှာကင်မရာရှိနေတာလေကင်မရာရှိနေတာကိုအကိုစီကနေဒါရောင်းတာလုံးဝမဖြစ်နိုင်တော့ဝယ်ခဲ့တာအကိုစီကနေဝယ်ခဲ့တာမဟုတ်ဘူးเนาะအကို argument ဆိုပေးတာကိုကသူများကိုပေးလိုက်တယ်ဆို argument ကိုသုံးတယ်လေအဲ့တော့အကိုစီကိုပေးခဲ့တာလည်းမဟုတ်ဘူးလက်ထဲမှာကိုလက်ထဲမှာကင်မရာရှိနေတာအဲ့တော့ဘာဖြစ်မှာလဲအကိုစီကနေလက်ခံရရှိခဲ့တာပဲဖြစ်မှာပေါ့เนาะဒါကြောင့်မို့လို့မိုရာအီမတ်တာကအဖြေမှန်ပါအဲ့တော့နံပါတ်15လေးကြည့်အောင်နံပါတ်15ကကြတော့တာမကိုယောရီနော်ဂျောဇူနာစခရီခတာအိုနာရီယောမီမတ်တာတာမကိုယောရီနော်အဲ့တော့ကြက်ဥဟင်းရဲ့ကျွမ်းကျင်ချက်ပြုတ်တဲ့နီလန်စခရီခတာဆိုတာချက်ပြုတ်တဲ့နီလန်ကိုတဲ့ကွက်လက်ယောမီမတ်တာဖတ်ခဲ့တယ်တဲ့အဲ့တော့ဒီအောက်ကိုကြည့်အောင်နော်ဒီဟာနဲ့ဒီအကြောင်းဖတ်နေတို့ကတိတ်ပြီးတော့ဟိုမရိပ်စားမိသေးဘူးအဖြေကိုတိတ်မသိသေးဘူးပေါ့နော်အဲ့တော့နာနီနီတဲ့နာနီနီဆိုတာကနာနီဆိုတာပါမှာပေါ့နော်ပါမှာနာနီမို့ဆိုတာဘာပဲဖြစ်ဖြစ်ဖတ်ခဲ့တယ်ပြုလုပ်ပုံနီးလန်းကိုဘာပဲဖြစ်ဖတ်ခဲ့တယ်တိတ်အဓိပ္ပာယ်မရှိဘူးနော်နာနီကတခုခုတော့ဖတ်ခဲ့တယ်ဒီဆိုတာကဟိုသွားဒီလာဒီအဲ့လိုမျိုးနေရာမှာတခုခုတော့ဒါကတိတ်အဓိပ္ပာယ်မရှိဘူးနော်ဒါကအဓိပ္ပာယ်မရှိဘူးဘာပဲဖြစ်ဖတ်ခဲ့တယ်ဆိုတော့နီးလန်းကိုဘာဖြစ်ဖတ်ခဲ့တယ်တိတ်လုံးဝမဟုတ်ဘူးเนาะဒီဟာလည်းမဟုတ်အဲ့တော့နာနိကဆိုတာတခုခုတဲ့ဆိုတာကလေဒီနေရာမှာမှာနေရာတို့အတိအကျပါเนาะနေရာတခုခုမှာအဲ့လိုမျိုးနေရာတွေမှာတုံးတယ်เนาะအဲ့တော့နာနီကတဲ့တခုခုမှာတခုခုဆိုတာလေဒီနေရာမှာဘာကိုပြောချင်တာလဲဆိုတော့ तू ဖတ်ခဲ့တဲ့အကြောင်းအရာ तू ဖတ်ခဲ့တဲ့ပြုလုပ်ပုံပြုလုပ်နည်းကဒီစာအုပ်ထဲမှာလည်းဖတ်တာလည်းဖြစ်နိုင်တယ်အဲ့တော့အဲ့ဒီတစ်ခုခုကိုပြောချင်တာเนาะစာအုပ်ထဲမှာဖတ်တာလည်းဖြစ်နိုင်တယ်tablet ထဲမှာဖတ်တာလည်းဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့ pamphlet ထဲမှာသူကဖတ်ခဲ့တာလည်းဖြစ်နိုင်တယ်ကွန်ပျူတာထဲမှာဖတ်ခဲ့တာလည်းဖြစ်နိုင်တယ်เนาะကွန်ပျူတာရဲ့ website တစ်ခုခုထဲမှာဖတ်ခဲ့တာလည်းဖြစ်နိုင်တယ်အဲ့ဒီတစ်ခုခုကိုပြောချင်တာသိလားအဲ့ဒီတစ်ခုခုကိုပြောချင်တာအဲ့ဒီနီလန်တစ်ခုခုထဲမှာသူကဖတ်ခဲ့တာတဲ့အကယ်၍အဲ့လိုမျိုးနားနီနီးနဲ့နားနီကတဲ့နဲ့ဘယ်ဟာကိုသုံးရမှာလဲဖြစ်နေရဆိုရင်နားနီနီဆိုတာဘက်မာဆိုတာကဒီဘက်မာဆိုတာနေရာကိုပြောချင်တာမဟုတ်ဘူးเนาะဒီပစ္စည်းတစ်ခုခုပေါ်မှာဖတ်ခဲ့ရဥမာစာအုပ်မှာဖတ်ခဲ့ရတာကွန်ပျူတာမှာရှေ့ကပြောခဲ့သလိုပဲစာအုပ်မှာဖတ်ခဲ့ရကွန်ပျူတာမှာဖတ်ခဲ့တာလားမေးချင်တယ်ကိုကမေးချင်တယ်ဆိုလို့ရှိရင်နာနီနီယောမီမတ်တာကတနေရာမှာဖတ်ခဲ့တာလားအဲ့ဒါကိုတစ်ခုခုမှလေဖတ်ခဲ့တာလားအဲ့လိုမျိုးမေးရဆိုလို့ရှိရင်တော့မေးရဆိုရင်နာနီနီကိုဖြေတာမှန်တယ်အဲ့လိုမဟုတ်ပဲနဲ့အခုကကြတော့ तू ကလေအဲ့ဒီတနေရာမှာဖတ်ခဲ့တာ तू မေ့နေဘူးပေါ့နော်ဘယ်နေရာမှာဖတ်ခဲ့တာလဲဆိုတော့တခုခုမှတော့ငါဖတ်ခဲ့တယ်အဲ့လိုမျိုးပြောချင်တယ်ဆိုတဲ့အတွက်ကြောင့်မို့လို့နာနီကတဲ့တခုခုမှငါဖတ်ခဲ့တယ်ဆိုတဲ့အတွက်ဖြစ်တဲ့ကြောင့်မို့လို့ယောမန်ကအဖြေမှန်ပါနော်ယောမန်ကအဖြေမှန်ပါနောက်တစ်ခုကကြတော့ဒန်ဝါတဲ့နံပါတ်16ပေါ့နော်ဒန်ဝါတဲ့ဒါတယ်လီဖုန်းပြောနေကြတယ်ပေါ့ကွယ်ဒီနှစ်ယောက်က Honda နဲ့ခိတာယာမနဲ့အဲ့တော့ Honda ကဘာပြောလဲဆိုတော့ hi တဲ့ Honda does တဲ့ Honda ဖြစ်ပါတယ်ခိတာယာမကခိတာယာမဟာနာခို does အဲ့တော့ခိတာယာမသူ့ရဲ့နာမည်အပြည့်စုံပြောတာပေါ့နော်ခိတာယာမဟာနာခို does ဖြစ်ပါတယ်ဆိုမိမဆန်ဆိုတော့ဒီမှာတစ်စိမ့်လောက်တဲ့ဒီကောင်ကပြောတာပေါ့နော်ဆိုမိမဆန်တစ်စိမ့်လောက်ဘာပြောလိုက်လဲဒီမှာအောက်မှာအဖြစ်ရှိတယ်ပေါ့လေ Honda ပြန်ပြောတယ် hi ちょっと待ってくださいねအဲ့တော့ခဏလောက်စောက်ပေးပါတဲ့အဲ့တော့ तू ကဘာပြန်ပြောလဲတစ်စိမ့်လောက်ဟီရိုကိုဆန်အိုအိုနေဂိုင်ရှိမဟီရိုကိုဆန်ကိုတောင်းဆိုပါတယ်ဟီရိုကိုဆန်နဲ့ပြောချင်ပါတယ်ဒီလိုနေရာတွေမှာသုံးတာပေါ့နော်ဒီဟာလေးပေါ့ဟီရိုကိုဆန်အိုခူဒါဆိုင်အဲ့တော့ခူဒါဆိုင်ဆိုတာလေပေးသည်ဟီရိုကိုဆန်ကတယောက်ကကိုတခုခုလုပ်ပေးခဲ့တယ်ဆိုလို့ရှိရင်ခူရဲမတ်ကိုယဉ်ကျေးဖောင်နဲ့ပြောရင်ခူဒါဆိုင်မတ်နော်ဟီရိုကိုဆန်ကိုပေးပါပေါ့နော်ပေးပါဆိုတော့တိတ်တော်လည်းမဟုတ်သေးဘူးပေါ့နော်ဒါပေမဲ့皆さんတို့ကတွေးတယ်ဆိုလို့ရှိရင်ဒါလည်းဖြစ်နိုင်တယ်ဟိုကလည်းဖြစ်နိုင်တယ်အဲ့လိုတွေးမှာပေါ့နော်အဲ့တော့ဟုတ်ပြီဒီနှစ်ခုဖြစ်နိုင်ခြေရှိနေပြီပေါ့နော်ဟီရိုကိုဆန်တို့ဟာနာရှိမတ်ကဟီရိုကိုဆန်နဲ့ပြောမလားတစ်စိတ်လောက်ပါဟီရိုကိုဆန်နဲ့ပြောမလားဆိုတော့ तू ကတောင်းဆိုတာလေဒီလူကတောင်းဆိုတာလေဒီလူကစာရေးဖုန်းဆက်တာလေဒါသူ့ရဲ့စကားအသုံးအနှုန်းပြောမယ်ဆိုရင်ဒီလူကစာပြောတစ်စိတ်လားဟီရိုကိုဆန်နဲ့စကား
ပြောသလားပေါ့နော်စကားပြောသလားဆိုတာဒါလုံးဝမဟုတ်နိုင်ဒါတိတ်မဟုတ်ဟီရိုကိုဆန်တို့ဟာနာရှိမဆန်ကဟီရိုကိုဆန်နဲ့စကားပြောကြမလားသူကလည်းဖုန်းဆက်တယ်ဟီရိုကိုဆန်စကားပြောကြမလားဆိုတယောက်ကိုအဖော်ညှိတယ်လို့ဖြစ်နေတယ်ပေါ့နော်မဆန်ကဆိုတယောက်ကိုလောက်ကြမလားသွားပြီးတော့တောက်ကြမလားအပြင်ထွက်ကြမလားဒီလိုမျိုးမေးတာဒါဆိုရင်ဒါလည်းမဟုတ်ဘူးအဲ့တော့ဖြစ်နိုင်ခြေရှိတာပါပဲရှင်ဒီနှစ်ခုရှင်ခူတာဆိုင်မက်ကလည်းအဲ့လိုမဟုတ်ဘူးခူတာဆိုင်မက်ကကြတော့တယောက်ကကိုကိုပြုတ်လုပ်ပေးတာဥမာစာတင်ပေးတာတယောက်ကကိုကူညီပေးတာအဲ့လိုမျိုးဆိုရင်ခူတာဆိုင်မက်ကိုသုံးချင်တာဒါပေမဲ့ तू ကကြအခုကတောင်းဆိုတာလေဟီရိုကိုဆန်နဲ့ပြောချင်လို့ပါဟီရိုကိုဆန်ကိုတောင်းဆိုပါတယ်မေတ္တာရက်ခံပါတယ်ဒီအိုနဂါရှိမစကဒါကြောင့်မို့သူ့ရဲ့အဖြေမှန်ကအီချီဘန်ဖြစ်ပါတယ်เนาะဒါလည်းမဟုတ်ပါဘူးအီချီဘန်ဖြစ်ပါတယ်ဆူမီမဆန်တစိတ်လောက်ပါဟီရိုကိုဆန်နဲ့စကားပြောချင်ပါတယ်ဟီရိုကိုဆန်ကိုခေါ်ပေးပါဟီရိုကိုဆန်နဲ့ပြောချင်ပါတယ်ဆိုအိုလေဂိုင်ရှိမတ်တခုခုတောင်းဆိုချင်လို့ဆိုရင်အိုလေဂိုင်ရှိမတ်ကိုတုံးတယ်မလားဒါကြောင့်မို့လို့တစိတ်လောက်ဟီရိုကိုဆန်နဲ့စကားပြောချင်ပါတယ်ဟီရိုကိုဆန်ကိုခေါ်ပေးပါဆိုတဲ့ကြောင့်မို့လို့သူ့ရဲ့အီချီဘန်ကအဖြေမှန်ပါဒါဆိုလို့ရှိရင်တော့私がဒီ JBD မေခွန်ဟာ2019 M5 ပေါ့နော်ဒီဘုံဘိုးရဲ့ပထမပိုင်းကိုပြောလို့ပြီးပါပြီဒါဆိုနောက်ဗီဒီယိုတွေမှာဆိုလို့ရှိရင်လည်းဒုတိယပိုင်းပြီးလို့ရှိရင် reading ဗီဒီယိုတွေလည်းတင်ပေးတာပါအောင်မယ်ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်